အဲ့တော့တစ်ခါဒီရှယ်ဗမာလူတွေကခုနရှင်းပြီးသွားပြီနော်ဗမာလူတွေကရှင်းပြီးသွားပြီဆိုတော့ဒီဟာလေးကိုဒီမှာပြန်အစ်စ်ရေးပေးထားတယ်ရေးပေးထားတဲ့ဟာကကြတော့ဒီမှာကြည့်လိုက်ပြမယ်နော်ဒီဒီမင်းကျွန်တော်ရဲ့နာမည်ကတော့ဆိုတဲ့နေရာမှာတချို့တော့ကွက်လက်လေးထည့်ပေးထားတယ်အဲ့နေရာမှာကိုယ့်ရဲ့နာမည်လေးကိုဖြည့်ရမယ်နော်ပြီးတော့ဂျွန်ကျွန်တော်ကတော့ဒီမှာကွက်လက်နှစ်ဆိုတာကဒီမှာအသက်ကိုပြောရနော်ကျွန်တော်ကတော့ဘယ်နှစ်တောင်းသားဆိုတဲ့ဟာကိုပြောမှာအသက်ဘယ်နှစ်ဆိုတဲ့ဟာထည့်ရမှာနော်အသက်ကိုပြောလို့ရှိရင်တချို့တို့ကအနာတူဆယ်နဲ့ပြောမှာဟုတ်တယ်နော်အနာတူဆယ်နဲ့ပြောမှာဆိုဒီမှာတချို့တို့ကထည့်မယ်ထည့်ပြီးတော့ဒီမှာဂျေအာပါနဲ့ကျွန်တော်ရဲ့အဖေကတော့ဆိုပြီးတော့ဒီမှာကျွန်တော်ရဲ့အဖေရဲ့နာမည်ကိုထည့်မယ်ပြီးတော့ကျွန်တော်အမေရဲ့နာမည်ကိုထည့်မယ်နော်ဒီမှာနာမည်လေးတွေထည့်မယ်နော်ပြီးတော့ဦးဒီနဲ့ကျွန်တော်တို့ကတော့မြန်မာစားတဲ့ပြည်မြန်မာလူမျိုးတွေပဲဖြစ်ပါတယ်ဒါကတော့ထားလိုက်တော့ဂျေချီမီနဲ့ကျွန်တော်ရဲ့ဝါသနာကတော့ချွတ်ကွည်မိတာဘောလုံးကန်တာပဲဖြစ်ပါတယ်ဒီဒီကိုဂူရင်းဂရိကီကိုချွာဟာမိတာဘောပုံဆွဲရတာကိုလည်းကြိုက်တယ်ပြီးတော့ကျွန်တော်ဟန်ကူဒရမာကွာ K-pop ကိုချွာဟာမိတာကျွန်တော်ကတော့ကိုရီးယားဒရမာနဲ့ K-pop တွေကိုလည်းကြိုက်ပါတယ်그래서ဒါကြောင့်မလို့저는 지금 한국어를 배우고 있습니다. 저는အခုကိုရီးယားစာကိုသင်ယူနေပါတယ်။나중에နောက်ကြလို့ရှိရင်한국에 가서 코리아ကိုသွားပြီးတော့대학을 다니고 싶습니다. အဲ့ဒါမှ 싶습니다. တက္ကသိုလ်တက်ချင်ပါတယ်။지금도 열심히 공부하고အခုလည်းပဲ 열심히ဆိုတာကကြိုးကြိုးစားစားနဲ့မနော်ဒီရှက်ဒီဗမာစာလေးတွေအောက်ကနေအကုန်ပြန်ပေးထားရနော် 열심히 공부하고 있고ကြိုးကြိုးစားစားနဲ့စာလေးလာနေပြီးတော့ပညာသင်ယူနေပြီးတော့잘 살고 있습니다.ကောင်းကောင်းနေထိုင်နေပါတယ်နော်လေးလေးမမနဲ့နေနေပါတယ်လို့ပြောချင်တာ 끝까지 읽어주셔서 감사합니다. 끝까지ဆိုတာကအဆုံးအထိလို့ပြောတာ 읽어주셔서ဆိုတာ 있다ဆိုတာဖတ်ဆိုတော့ 읽어주셔서ဖတ်ပေးတဲ့အတွက် 감사합니다. ကျေးဇူးတင်ပါတယ်ရလားငါကောင်းလေးရဲ့အစာရေးပြီးကောင်းလေးနဲ့ရမနော်ဒီပေါ်ကတမျက်နှာမှာတကယ်ဗမာလူလေးတွေရေးပေးထားတယ်နော်ဗမာလူလေးရေးပေးထားတယ်အဲ့ဒါအောင်မှာတကယ်တို့ကိုယ့်ရဲ့နာမည်ထည့်ရမယ့်နေရာလေးတွေမှာကော့လက်လေးချက်ထားခဲ့နော်ပြီးတော့ကိုယ့်ဖေမိနာမည်လေးထည့်ရမယ့်နေရာမှာကော့လက်လေးချက်ထားခဲ့ပေးတယ်ပြီးတော့အောက်ကဟာလေးအောက်မှာလည်းအဲ့တိုင်းပဲဗမာလူမပါတော့ဘူးကိုရီးယားလူကြီးပဲဒါပေမဲ့ဒီမှာနာမည်လေးထည့်ရမယ့်နေရာမှာဒီလိုလေးထားပေးထားတယ်နော်ဟုတ်ချက်တစ်ခေါက်ဖတ်ပြပေးမယ်နော်record တင်ထားတာမို့လို့ပြန်နားထောင်လို့ရအောင်လို့ဒီချက်တစ်ခေါက်ဖတ်ပြပေးမယ်제 이름은 미행칸ဟုတ်တယ်နော်제 이름은 미행칸입니다 제 이름은 말이야အနောက်ကအမှာတချေတို့ကအတန်ပြောင်းမယ်ဆိုတော့제 이름은 미행칸입니다ကျွန်တော်ရဲ့နာမည်ကတော့ 미행칸ဖြစ်ပါတယ်ဟုတ်တယ်နော်제 나이는ဒီနေရာမှာတချေပြောင်းမှုမိသွားတယ်저는ပြောင်းမယ်နော်저는လို့ပြောင်းမယ်နော်ဒါလေးမှာ저는 17살 학생입니다. 저는အသက် 19 နှစ်ကျောင်းသားပဲဖြစ်ပါတယ်ဟုတ်တယ်နော်저는 아버지 어머니하고 같이 삽니다. 저는အဖေအမေနဲ့အတူတူနေပါတယ်제 아버지는 저의အဖေကတော့ကွက်လက်ဖြစ်ပြီးတော့ကျွန်တော်ရဲ့အမောညီအမေကတော့ကွက်လက်ဖြစ်ပါတယ်우리는ကျွန်တော်တို့ကတော့မြန်မာစားတိုင်းယူတာမြန်မာလူမျိုးတွေပဲဖြစ်ပါတယ်제 취미는ကျွန်တော်ရဲ့ဝါသနာကတော့축구입니다ဘောလုံးကန်တာပဲဖြစ်ပါတယ်그리고 그림 그리기도 좋아합니다. 저는ပုံဆွဲရတာကိုလည်းပဲကြိုက်နေတတ်ပါတယ်ပြီးတော့အဲ့နော်ပြီးတော့저는 한국 드라마과 K-pop 좋아합니다. 저는 코리아 드라마နဲ့ K-popကိုလည်းပဲကြိုက်ပါတယ် 그래서ဒါကြောင့်မလို့저는 지금 그래서ဒါကြောင့်မလို့저는ကျွန်တော်지금အခု한국어နော်ဒီကလေးကနောက်ကအမှာတင်သားပြောမယ် 한국어를 배우고 있습니다. 코리아ဘာသာစကားကိုသင်ယူနေပါတယ် 나중에နောက်များကြလို့ရှိရင် 한국에 가서 코리아ကိုသွားပြီးတော့대학을 다니고 싶습니다. 코리아တက္ကသိုလ်ကိုလည်းတက်ချင်ပါတယ် 지금도 열심히 공부하고 있고အခုလည်းပဲကြိုးကြိုးစားစားနဲ့စာလေ့လာနေတယ်သင်ယူနေပြီးတော့잘 살고 있습니다.လိမ့်လိမ့်မမနဲ့နေပါတယ် 끝까지 읽어주셔서 감사합니다. အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရလားဟုတ်နော်ဒီဟာလေးကိုဒီပုံစံတိုင်းလေးဒီပုံစံတိုင်းလေးပေါ့ဒီပုံစံတိုင်းလေးပြောပါတော့ဒီလိုမျိုးလေးတသက်ရဲလေးဖြစ်အောင်ပြန်ပြီးတော့ရေးထားပေးမယ်နော်ထပ်ပြီးတော့ရေးထားပေးပါနောက်ထပ်တစ်ခါပြီးတော့ဒီဟာလေးကိုအတန်ထွက်ထားတဲ့အတန်အီစာလေးနော်ဖေမီနာမည်လေးတွေကိုနာမည်လေးတွေကိုယ့်ရဲ့အသက်ကလေးထည့်ပြီးတော့
တစ်ခေါက်ပေါ့နော်တစ်ခေါက်အတန်ထွက်ထားတဲ့အတန် file လေးအတန်အိမ်စာလေးထပ်ပေးပါရမလား ဟုတ် ရမယ်နော်အဲ့တော့ဒါကတော့ဂျာကြီးဆိုကြလွယ်လွယ်လေးပါရမယ်နော် ဟုတ် ရပါပြီအဲ့ဆိုဒီနေ့အိမ်စာအတွက်ကိုညနေကြလို့ရှိရင်အိမ်စာထပ်ထားပေးပါနော်ဒီချက်ကြည့်ထားပေးမယ်နားထောင်ထားပေးမယ်မှားတဲ့နေရာလေးပြောပေးမယ်ပြီးတော့ဗုဒ္ဓဟူးနေ့ဗုဒ္ဓဟူးနေ့ကြလို့ရှိရင်ဒီ basic ကိုအခြေခံပေါ့နော်အကုန်လုံးဒီအထိဒါပါလေဂျာကြီးဆိုကြကိုမိတ်ဆက်တဲ့ပေါ့နော် mindset essay အထိကိုဟိုလုပ်မယ်စောင့်မွေးစစ်မယ်နော်စောင့်မွေးဖြစ်ရမယ် ဟုတ် နော်ရပါပြီဒါဆိုရင် အဲ့ဒါဘာကြီးကြည့်ရမလဲ ပြီးဆက်ရှိတင်ထားသမျှကုန်ကြည့်အဲ့မှာဒီရှင် PDF file ပေးထားရလေသင်ခန်းစာ PDF file နေပေးထားရအစားကနေခါနာဒါလာတာကနေပြီးတဲ့အခါကျတော့ဒီအထိ PDF file ပေးထားဆိုတော့အဲ့ဒီအကုန်ကြည့်လိုက်အကုန်ပါမယ်ပြီးတော့တခုပေါ့နော်တေးကြတာဒီခုဂျာကြီးဆိုခဲ့ပါမယ်နော်ဂျာကြီးဆိုခဲ့ကိုတခါတည်းအဖေမီနံပါတ်နဲ့တခါတည်းအကုန်လုံးပြည့်ပြည့်စုံစုံကြက်ထားမယ်နော်ပြည့်ပြည့်စုံစုံရေးတဲ့အောင်ကြက်ထားမယ်ပြီးလို့ရှိရင်အတန်ထွက်เนาะဒီဟာကိုအတန်ထွက်ကြထားမယ်တေးကြရဲဒီဟာကတော့ဒီချိန်ထည့်မိထားတယ်เนาะဒီချိန်ဒီဟာထည့်မိထားတယ်ပြီးတဲ့အခါကျတော့နောက်တစ်ခုကပြလိုက်မယ်เนาะတသားလို့ဟို negative word တွေတချို့အတန်ထွက်လေ့ကျင့်တဲ့အခါမှာ negative word တွေဖတ်ခိုင်းနေမှတ်မိလား ဟုတ် မှတ်မိရနော်အဲ့ negative word တွေကို20ဘူးလားမသိဘူးမိထားတယ်နော် ဟုတ် အဲ့ negative word တွေကိုကြတော့ဒီချိန်ကဟိုပါပေါ့ matching ရှင်တွဲခိုင်းမှာနော်ရှင်တွဲခိုင်းမှာဥပမာဒီဘက်ကဝရတယ်ဆိုရင်ဒီဘက်ကပိန်နေပေါ့နော်ဒီဘက်ကအရက်ရှည်တယ်ဆိုလို့ရှိရင်ဒီဘက်ကအရက်ပူတယ်ပေါ့နော်အဲ့ဒီဟာကို random ထားထားမှာဟိုဘက်နဲ့ဒီဘက်နဲ့ random ထားထားမှာအဲ့ဒီဟာကိုမြားလေးနဲ့ဆက်ရတဲ့ဟာလေးသိရမလားမြင်းလေးဆွဲပြီးဆက်တာတောင်းလို့ရှိရင်ဒီဘက်က A ဆိုလို့ရှိရင်ဒီဘက်ကနံပါတ်1ပေါ့နော် A နဲ့1နဲ့ဆက်တာတို့1နဲ့ E နဲ့ဆက်တာတို့အဲ့လိုမျိုးလေးရလား ဟုတ် ပြင်တွေ့ရမှာနော်အဲ့ဒီဟာလေးအဲ့ဒါလေးထည့်မိထားရနော်အဲ့ဒါတွေကအများကြီးပဲအလုံး100ကျော်ရှိရဆိုအဲ့ဒါလေးကြက်ထားနော်အဲ့ဒါ20ဘူးလားမသိမိထားတယ် တရားဘူးဖြစ်ရမှာ ဟုတ်တယ်100ဘူး100ဘူးဖြစ်ရမှာ certificate တောင်းထားတာဆိုတော့ certificate ထုတ်ပေးမယ်အဲ့မှာ100ဦးမှာ80ကျော်တယ်85ရဲ့အထက်ကျော်တယ်ဆိုလို့ရှိရင် A နဲ့ certificate ထုတ်ပေးမယ်85ရဲ့အောက်ဆိုလို့ရှိရင် B နဲ့ထုတ်ပေးမယ်နော်အမစီရင်လိုက် certificate ထုတ်ပေးမယ်ဟုတ်ပြီလား ဟုတ် တော့ထားနော်ဒီနေ့တနင်္ဂနွေနေ့ဆိုတော့တနင်္လာအင်္ဂါ2ရက်နော်2ရက်လုံးစာလုပ်လိုက်တော့ဘုရားဦးနေ့ပြီနော်ကြင်ရပါပြီအဲ့လိုမေးတယ်ရှိသေးလား ဟုတ်တာဖြေတာဒီရဲ့စာရွက်ထဲမှာရေးရမှာလား ဟုတ်တယ်စာရွက်ထဲမှာရေးရမှာစာရွက်ထဲမှာချရေးပြီးတော့ PDF ဖန်ပြလိုက်မယ်စာအုပ်ထဲမှာချရေးရေးပြီးတော့မှ ပြီးရင်ဓာတ်ပုံပြန်ရေးပို့ရမှာ ဟုတ်တယ်ဓာတ်ပုံပြန်ရေးပို့ရမှာ ဟုတ် တနာရီခွဲပဲတနာရီခွဲမိကုန်မယ်100ဘူးမိမှာ ဟုတ် 9နာရီကနေ10နာရီ ဒီချိန်မဲလား ဟုတ်တယ်9နာရီကနေပြီးတော့မှ10ခွဲအထိပေါ့နော်10ခွဲအထိဖြေလို့ရတယ်ဟိုပါပေါ့10နာရီ30လောက်ကြာလို့ရှိရင်တော့ထပ်ပြီနော် ဟုတ် အေးပါအဲ့ဆိုအံ့ပါပြီ ဟုတ်ကဲ့ ဒီလေးကိုအိမ်စာထပ်ပေးထားအောင်နော်ညနေ ဟုတ် โอเคအဲ့ဆိုအံ့ပါ